လူတွေကိုကြိုက်ပြီးသွေးဆုပ်တာဟာချင်းအမတွေပဲဖြစ်ပါတယ်ချင်းအမတွေဟာသူတို့ရဲ့ဥတွေဖွံ့ဖြိုးဖို့အတွက်လိုအပ်တဲ့ပရိုတင်းနဲ့တန်တက်ကိုသွေးထဲကနေရယူရတာဖြစ်ပါတယ်ချင်းထီးတွေကတော့လူကိုမကြိုက်ပါဘူးသူတို့ကပန်းဝတ်ရည်ကိုပဲစားသုံးပြီးအပင်တွေကိုဝုံမုံကူးပေးတဲ့အလုပ်ကိုပဲလုပ်ပါတယ်ချင်းကြိုက်တာကိုအနဲ့ထိုးလိုက်တယ်လို့ပဲလို့ထင်ရပေမဲ့တကယ်တော့ချင်းရဲ့နှုတ်သီး proboscis မှာအတ္တရန်အင်္ဂါစိတ်ပိုင်း6ခုတောင်ပါဝင်ပါတယ်အရေပြားကိုလွှတ်နဲ့တိုက်တယ်လို့ဖြတ်တောက်ဖို့ mandibles 2ခုအရေပြားကိုဖျက်ထားပြီးအထဲကိုနက်နက်ဝင်ဖို့ maxilla 2ခုသွေးကြောကိုရှာဖွေပြီးသွေးဆုပ်ဖို့ labrum နဲ့ချင်းတွေးကိုထည့်သွင်းဖို့ hyperpharynx ဒီတွေးကြောင့်သွေးမခဲပဲဆုပ်ယူရလွယ်ကူသွားတာပါတင်ရရန်နာဟာချင်းကြိုက်လို့မဟုတ်ပဲချင်းကထည့်လိုက်တဲ့တွေးကိုတင့်ခန္ဓာကိုယ်ကဓာတ်မတည့်တဲ့တုံ့ပြန်မှုလုပ်လို့ဖြစ်ပါတယ်ချင်းတွေဟာသူတို့ရဲ့သားကောင်ကိုရွေးချယ်ဖို့အာယုံခံစနစ်3ခုကိုသုံးပါတယ်ကာဗွန်ဒိုက်ဆိုက်လူတွေအသက်ရှူထုတ်လိုက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်ကိုပေတရအကွာကနေချင်းတွေကအာယုံခံနိုင်ပါတယ်ဒါကြောင့်အသက်ရှူနှုံးမြန်သူတွေနဲ့ကိုဝင်ဆောင်တွေဟာချင်းပိုကိုက်ခံရတတ်ပါတယ်အနံ့ barioder ချွေးထဲမှာပါတဲ့ lactic acid နဲ့အနံ့တွေကိုချင်းတွေကကြိုက်ပါတယ်သွေးမျိုးစားလေးလာချက်အရာချင်းတွေဟာသွေးမျိုးစားအိုးရှိသူတွေကိုတခြားသွေးမျိုးစားတွေထက်နှစ်ဆပိုကိုက်လေးရှိပါတယ်ချင်းတွေဟာအနီရောင်နဲ့အမဲရောင်လိုမျိုးအယောင်ရင်းတွေကိုပုံမြင်ရပြီးအဝေးကနေလှမ်းတွေ့နိုင်တယ်ဆိုတာကိုသိပြီးပြီလားဗျဒါကြောင့်ချင်းပေါ်တဲ့နေရာသွားရင်အယောင်ဖြော့တာလေးတွေဝတ်တာအကောင်းဆုံးပါပဲ